နံပါတ်6နေရာအတွက်ကွင်းလယ်ဗိုလ်ချုပ်တယောက်ကိုရှာနေတဲ့ Manchester United မင်္ဂလာပါကျွန်တော်တို့ The Voice of United Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကဲကျွန်တော်တို့ Man U ပရိသတ်ဒီ Manchester United ကတော့ဒီကစားသမားအယောင်းဝယ်ပိတ်သိမ်းမှုရက်30ကျော်ပဲလိုတော့တဲ့အချိန်ထိကွင်းလယ်နံပါတ်6နေရာမှာကစားမဲ့ကွင်းလယ်ဗိုလ်ချုပ်တယောက်ကိုဒီနေ့ထိရှာလို့မပြီးသေးဘူးဆိုတဲ့အချိန်ကိုရောက်နေတယ်။ဒီနေရာမှာနာမည်ထွက်နေတဲ့ကစားသမားဆင်းရတော့အားလုံးသိကြပြီးသားဖြစ်တဲ့မာနူကိုနေရှိမယ်ဘာလီဘာရှိမယ်ချူအာမန်နီရှိမယ်ဟာလားလောလောဆယ်ဒီ3ယောက်က hit ဖြစ်နေတဲ့ကစားသမားစင်းမီဒီယာတွေမှာ Manchester United ဆိုတဲ့ဒစိမ့်နဲ့ချိတ်ဆက်ပြီးတော့အတန်နေထွက်နေတဲ့အတန်နေအရန်ထွက်နေတဲ့ကစားသမား3ယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ United ဘက်ကကွင်းလယ်ကစားသမားနေရာမှာ Telemans ကိုခေါ်ထားတယ် Andre Santos ကိုခေါ်ထားတယ်ဟာလားအဲ့ဒီ2ယောက်အပြင်နောက်ထပ်ဘယ်သူရှိသေးလဲဆိုတော့ Mason Mount နံပါတ်6နေရာမှာကစားနိုင်တယ်ဟာလားကိုဗီမိုင်းနူနံပါတ်6နေရာမှာကစားနိုင်တယ်ဆိုတော့ဒီ4ယောက်စလုံးကနံပါတ်6ရောနံပါတ်8ရောကစားနိုင်တဲ့အနေအထားတွေမှာရှိတယ်ဒါပေမဲ့ဟိုရာဘာဖြစ်လို့ဒီနံပါတ်6နေရာမှာလိုအပ်နေတဲ့တကယ်ကစားသမား pure နံပါတ်6မှာကစားမဲ့ကစားသမားမျိုးကိုမန်ယူရှာနေတာလေကျွန်တော်တို့သုံးသပ်ကြည့်ကြရအောင်ပါ Manchester United မှာတကယ်ကိုကွင်းလေဗိုလ်ချုပ်လို့ဖြစ်ခဲ့တာတကယ်ကိုကွင်းလေဗိုလ်ချုပ်လို့တင်စားခံရတာကိုအသင်းကစားသမားတွေမဟုတ်ဘဲနဲ့ကိုအသင်းရဲ့ပြိုင်ဘက်ကစားသမားတွေအထိကိုတလေးတစားဖြစ်ခဲ့ကြတဲ့အထဲမှာကျောင်းနံပါတ်16ပိုင်ရှင် Ranking ကတကယ်ကိုခန်းခန်းနားနားနဲ့ကွင်းလေဗိုလ်ချုပ်နေရာမှာကစားခဲ့တယ်ကွင်းလေအဖြတ်ကိုကစားတယ်ကွင်းလေကိုထိန်းချောင်းနေအသင်းတစ်သင်းလုံးကိုအုပ်စီးပြီးတော့တကယ်စင်ဦးစီးတယောက်လိုပဲတကယ်ကိုအုပ်စီးပြီးတော့ကစားတယ်ပြိုင်ဘက်တွေကိုမကြောက်မရွံ့ဖြတ်တယ်ဘောလုံးကိုဆုံးရှုံးအပါမခံနိုင်ဘူးပါသွားပြီဆိုတာနဲ့ကွင်းလေကနေပြီးတော့ဒီနောက်တိုင်းခန့်စစ်သမားတွေရဲ့အရှိမလိုက်ဖြတ်တယ်ဆိုတော့ Ranking ရဲ့ကစားဟန်ကအိုက်ကလေးကနောက်တန်းသူ့ရဲ့နောက်တန်းသမားတွေကအားကိုးရတဲ့ယုံကြည်ရတဲ့ကစားသမားဖြစ်တယ်ဆိုတော့ Ranking နားသွားပြီးတဲ့အချိန်မှာအဲ့နေရာကိုဆက်ခံလာတာက Michael Carrick အခုလက်ရှိကျွန်တော်တို့အသင်းရဲ့နီးပြလုံနေတဲ့ Michael Carrick က Ranking နောက်ပိုင်းမှာကွင်းလေအဖြတ်နေရာမှာဆက်ခံခဲ့တယ်ဆိုတော့ Carrick ကလည်း Carrick မှာသူ့ရဲ့ကွင်းလေဗိုလ်ချုပ်နေရာမှာတစ်ခေတ်ဖြစ်ခဲ့တယ် Carrick မှာ Carrick ဖြစ်ခဲ့တယ်ဆိုတော့အခြေအနေအထိကိုရောက်ခဲ့တယ်ဆိုတော့ Carrick ပြီးသွားတဲ့နေရာမှာကျွန်တော်တို့ပြန်ကြည့်လို့ရှိရင်အဲ့ဒီကွင်းလေအဖြတ်နေရာမှာကစားတဲ့ကစားသမားလောက်လာမရှိတော့အဲ့ဒီချိန်တော့ကွင်းလေမှာ Fletcher နဲ့ Carrick နဲ့တွဲပြီးဆော့တယ်အခုချိန်ကျတော့ Kobe Mainoo နဲ့ကာဆာမီရိုတွဲဆော်တယ်ကိုဗီမိုင်းနူးနဲ့ဥဂါတေးတွဲဆော်မယ်ဒါကိုဗီမိုင်းနူးနဲ့ဆိုတော့တခြားတယောက်တွဲဆော်မယ်ကိုဗီမိုင်းနူးဒီဘောလုံးကိုလက်ခံယူပြီးဂျင်းနဲ့ကြက်ထဲကနေပြီးတော့ဘောလုံးထုတ်ပြီးပြေးမယ်ဘောလုံးဆွဲပြေးမယ်ဘောလုံးဖြန့်ပေးမယ်ဒါပေမဲ့ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာတော့ကိုဗီမိုင်းနူးရဲ့ဖြတ်အားကနည်းနည်းတော့လိုအပ်ချက်ရှိတာပေါ့လေသူ့ရဲ့ body ဘိုင်းဆိုင်ရာကနည်းနည်းပြောပုံစံဖြစ်တာဟုတ်ဆိုတော့ဥကာဒေးနဲ့ကိုဗီမိုင်းနူးနဲ့တွဲလို့ရှိရင်အဲ့နေရာကြီးကလုံးဝအပေါက်ကြီးဖြစ်သွားတယ်အရင်တော့ဟာလာဟို Fred ရှိရယ် Fred ကပထမပိုင်းမှာကောင်းမလို့နဲ့နောက်ပိုင်းကျ Fred လည်းကြောင်ပြောက်သွားတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်ဆိုတော့ကွင်းလေကအပေါက်ကြီးဖြစ်သွားတဲ့ပြဿနာကဒီ Carrick နောက်ပိုင်းမန်ယူကြဆင်းလာတဲ့နောက်ပိုင်းမှာကွင်းလေကစားသမားတွေသာအများကြီးပြောင်းသွားတယ် Ranking နဲ့ Carrick လိုမထန်ကစားပေးနိုင်တဲ့ကောင်းဖြတ်ပေးနိုင်တဲ့ကွင်းလေအဖြတ်သမားမျိုးမန်ယူကဆုံးရှုံးခဲ့ရတယ်ဆိုတော့အဲ့ဒီဆုံးရှုံးပြဿနာကြီးကဘယ်မှာပြန်ပြီးတော့ဖာထေးနိုင်ခဲ့လို့ဆိုကာဆယ်မီရိုရောက်လာတဲ့နှစ်ကစပြီးတော့ဖာထေးနိုင်ခဲ့ဒါပေမဲ့ကာဆယ်မီရိုကအသက်ရလာတဲ့အချိန်မှာသူကစားအားကျသွားတယ်ဒုတိယပိုင်းမှာဆိုကစားအားကျသွားတယ်အဲ့ဒီအချိန်မှာနည်းနည်းတိတာလာတယ်အဲ့ဒီအချိန်ဆိုပြန်ပြီးတော့ဒီကွင်းလေယူပေါက်ကြီးကပေါ်လာတယ်ပေါ့နော်အခုကာဆယ်မီရိုနားသွားတဲ့အချိန်မှာဒီနေရာကိုဘယ်သူ့ကိုထားမလဲအဲ့ဒီအချိန်မှာကျွန်တော်တို့ပြန်ကြည့်တဲ့အချိန်မှာသတင်းတွေမှာထွက်နေတာကရိုမာမာနူကိုနေထွက်တယ်ဟာလာအခု Brighton ကဘာလီဘာထွက်တယ် Real Madrid ကချူအာမန်နီထွက်တယ်ဆိုတော့ကျွန်တော်တို့ပြန်ကြည့်ချူအာမန်နီကအရန်ကိုဟော့ဖြစ်နေတဲ့သတင်းမီဒီယာတွေမှာချူအာမန်နီနဲ့ Manchester United မီဒီယာတွေမှာဘာလီဘာနဲ့ Manchester United မာနူကိုနေနဲ့ Manchester United ဆိုပြီးချိတ်ဆက်ပြီးတော့အတန်နေထွက်လာဒါပေမဲ့တကယ်လောက်လာပြန်ပြီးတော့စေးငါကြည့်မယ်ဆိုလို့ရှိရင်တစ်ချက်ကချူအာမန်နီကိုလည်း Real Madrid ကရောင်းပါမယ်လို့တခွန်းမှမပြောထားသေးဘူးနှစ်ချက်က Manchester United ကလည်းချူအာမန်နီကိုဝယ်မယ်ဆိုတဲ့
ကြောင်းတခေါမှမပြောထားသေးဘူး Manchester United က Chouamani ကိုစိတ်ဝင်စားနေတာမှန်တယ် Chouamani ကိုဘယ်ချိန်မှရမလဲဆိုလို့ရှိရင် Chouamani က Rodri ကိုလိုချင်တာဟုတ်တကယ်လို့သူတို့လိုချင်တဲ့ကစားသမားရပြီးတဲ့အချိန်မှာ Man U ကိုပြောင်းလာမလား Man U လိုချင်တဲ့ Chouamani ကို Real Madrid ကရောင်းပြီးမလားဆိုတာအများကြီးပတ်ချလဲပြီးတော့ကျွန်တော်တို့စဉ်းစားအဲ့ဒီသတင်းတွေကိုလိုက်ကြည့်အကုန်လုံးကတပုတ်လဲနေဗျာဂျာကြီးသူ့မိရိုက်တယ်လို့ပဲဒီကနေဒီဆိုပြီးတကယ်တမ်းဟုတ်လားဆိုတော့လေတိကျ confirm လုပ်နိုင်တဲ့သတင်းကမရှိဘူးတကယ်ဖြစ်နေတာကဘာလဲဆိုလို့ရှိရင်တော့ဒီဘာလီဘာနဲ့မာနူကိုနီးနဲ့က Manchester United မှာကစားခြင်းပါတယ်ဆိုတဲ့အကြောင်း Manchester United နဲ့မာနူကိုနီးနဲ့ဆို personal agreement ကြားထားတယ်ဆိုတဲ့အကြောင်းတွေကတော့သတင်းထွက်နေတာ confirm ဖြစ်တယ်ဘာလီဘာဆိုလို့ရှိရင်သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့က United ကတာဝန်ရှိတဲ့သူတွေကိုလှမ်းဆက်သွယ်ပြီးမင်းတို့ခေါ်ကျင်သေးလားစိတ်ဝင်စားသေးလားဘာလီဘာကတော့ကစားဒီနေ့ဒီချိန်ဒီကစားကျင်နေတဲ့စန္ဒာရှိနေတယ်လို့တော့ထုတ်ပြောရတဲ့နေရာချိန်နေဖြစ်နေတယ်ပေါ့နော်ဘယ်လောက်ထိသူလာခြင်းနေလဲဆိုလို့ရှိရင်အဲ့တော့ဘာလီဘာရောက်လာရင်ရောချူအာမန်နီလိုမျိုးအဆင့်တန်းမျိုးနဲ့ကစားပေးနိုင်မလားဆိုတာလည်းတွေးရမှာဆိုတော့မန်ယူရဲ့ပြဿနာကဈေးကြီးပေးမွယ်ခြင်းမူဟာလားနောက်တစ်ခုကနှစ်ရှည်စီမံကိန်းကိုတွားခြင်းတယ်ဆိုတော့အဲ့နှစ်ချက်ပေါ်မှာမူတည်နေတယ်လို့ကျွန်တော်တွေးတယ်နောက်တစ်ချက်ကမန်နူကိုနေကဘာဖြစ်လဲဆိုသူ့မှာဒဏ်ရာပြဿနာ history လေးတွေအနေချင်းရှိတယ်ပြန်ပြီးတော့ဒီဒဏ်ရာရလို့ပွဲနားတဲ့ဇလန်းတွေလည်းရှိတယ်ကျွန်တော်တို့ဒီယာဒီအစမှာပထမဆုံးခေါ်လိုက်တဲ့အက်တလန်တာခွေးလေလူအက်ဒါဆန်ဆိုလို့ရှိရင်အားလုံးသဘောတူပြီးသားအယောင်းဝယ်အကုန် confirm ဖြစ်ပြီးသားဆေးစစ်တဲ့အချိန်ကြာမှထွက်လာတဲ့အဖြေ result ကိုဒီ United ဘက်ကမကြိုက်တဲ့အတွက်ဒဏ်ရာပြဿနာရှိနေတယ်လို့ဟိုအကြောင်းပြတာပေါ့နော်ဒဏ်ရာပြဿနာရှိနေတဲ့အကြောင်းပြပြီးတဲ့အချိန်မှာမဝယ်ဘူးအတလန်တာကတော့သူတို့ကစားသမားဒီဒဏ်ရာမရဘူးဒဏ်ရာကိရှင်းနေဆိုပြီးတော့နောက်ထပ်စာချုပ်တောင်မှတက်တန်းတိုးပြီးတော့ထုတ်ပြန်လိုက်တယ်ဆိုတော့အခုကိုနေကိစ္စမှာလည်းဒဏ်ရာပြဿနာရှိခဲ့တဲ့ရာဇဝင်တွေကြောင့်မန်ယူကအများကြီးစဉ်းစားနေရတဲ့အနေအထားမှာဖြစ်နေရလို့ကျွန်တော်ထင်တယ်သူတို့ကိုယ်တိုင်ကတော့ထုတ်မပြောသေးဘူးပေါ့လေဒဏ်ရာပြဿနာဘယ်လိုပါညာဒါပေမဲ့စစ်ထက်အထိလည်းမရောက်သေးပါဘူးဈေးနှုန်းကန့်လန့်တဲ့အဆင့်လည်းမရောက်သေးဘူးသူတို့ personal agreement လေးကစားသမားနဲ့အသင်းဘက်ကရဟိုဟာသဘောတူထားရဆိုတဲ့အချက်ပဲရှိသေးတယ်ဟာလာရိုမာအသင်းနဲ့ United အသင်းနဲ့ဘာတစ်ခုမှတရားဝင်စကားမပြောထားသေးဘူးဘာလီဘာလည်းအဲ့လိုပဲ Brighton နဲ့ဘာတစ်ခုမှစကားမပြောထားသေးဘူးဆိုတော့မန်ယူကဒီနေရာမှာအစားထိုးမဲ့ကစားသမားကိုတေးသေးချာ plan ချထားပြီးတော့မှတွားနေလုံနေကိုင်းနေစဉ်းစားတွေးခေါ်နေလို့ကျွန်တော်တော့သုံးသပ်တယ်ပေါ့နော်ဆိုတော့ United ပရိသတ်တွေကရောတကယ်နံပါတ်6ကွင်းလေဗိုလ်ချုပ်အတွက်ရွေးမယ်ဆိုရင်ဘယ်သူဖြစ်လာနိုင်မလဲ comment မှာမှတ်ချက်ရေးခဲ့ပေးကြပါဦးကျွန်တော်တို့ The Voice of United channel လေးကိုလည်း like နဲ့ subscribe လုပ်ပြီးတော့အားပေးကူညီကြပါဦးနောက်ထပ်သတင်းတွေဒီလိုမျိုး content တွေကိုလည်းနေ့စဉ်တင်ဆက်နေမှာဖြစ်တဲ့အတွက်လာရောက်ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်ပါတယ်ကျွန်တော်မင်းမင်းလက်ပါ